ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက်အာဟာရတွေပြည့်ဝမျှတနေဖို့လိုပါတယ်။ဒီလိုပြည့်ဝမျှတနေရမယ့်အရာတွေထဲမှာလက်စားတလို့ခေါ်တဲ့ electrolytes တွေကလည်းအရေးပါပါတယ်နော်။ခန္ဓာကိုယ်မှာလက်စားတက်မျှတနေမှလည်းနေ့စဉ်ဘဝကိုကျန်းမာပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်မှာပါ။အားကစားလို့ချွေးရမ်းထွက်တဲ့အချိန်မှာပဲဖြစ်ဖြစ်အပူဒဏ်ကြောင့်ချွေးထွက်များတာအခြားအခြေအနေတရရဲ့ကြောင့်ခန္ဓာကိုယ်မှာလက်စားတက်နဲ့ရေဓာတ်ဆုံးရှုံးသွားတဲ့အခါမှာပြန်လည်ဖြစ်တင်ဖို့လက်စားရည် sport drinks တွေကိုတောက်ဖို့အကြံပေးတတ်ကြပါတယ်။ဒါပေမဲ့ကိုကလက်စားရည်ကိုမနစ်တော့ဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးကြည့်လိုက်ပါနော်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့လက်စားရည်အစားအခြားသောလက်စားဖြစ်ပြီးမြဲသဘောတောက်စရာလေးတွေပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပထမအဦးဆုံးလက်စားအစားထိုးတောက်ပေးလို့ရတဲ့အရှိကတော့ရေစုဆေးပြတောက်ရည်ပါ။ရေထဲထည့်လိုက်လို့ရှိရင်စုတက်လာတဲ့ရေစုဆေးပြားတွေကိုတွေ့မှာပါဗီတာမင်စီပါတာကတော့အတော့ကိုများပါတယ်ဒီလိုဆေးပြားတွေကိုတက်စားဖြည့်ထားတဲ့ဟာတောက်ပြီးလို့ရပါတယ်နော်တရားသာလည်းပါတဲ့အတွက်ကြောင့်မို့လို့ရိုးရိုးတက်စားတက်စားလို့ရှိရင်တော့တောက်ရအဆင်ပြေပါတယ်နောက်ထပ်အဖြစ်တစ်မျိုးကတော့အုံစိမ်းရည်ပါအုံစိမ်းရည်ကတဘာဝတက်စားရည်တစ်ခုပါပဲတကြားတက်ပါဝင်မှုနေပြီးတော့အာဟာရပြည့်ဝတဲ့လူကြိုက်အများဆုံးတောက်စရာတစ်ခုပါရေဓာတ်ဖြည့်ပေးနိုင်တယ်လို့တက်စားတွေဖြစ်ကြတဲ့ပိုတက်ဆီယမ်ဆိုဒီယမ်မဂနီဆီယမ်ကယ်ဆီယမ်တို့လည်းပါဝင်နေပါတယ်ရှင်ကယ်လိုရီပါဝင်မှုနေပြီးတော့ခန္ဓာကိုယ်အတွက်ရေဓာတ်နဲ့တစားဓာတ်ကိုပြည့်ပြည့်ဝဝဖြည့်ပေးနိုင်မယ့်တောက်စရာတစ်ခုပါပဲเนาะနောက်ထပ်အရေးတစ်ခုကတော့နို့ပါနွားနို့စိတ်နို့တို့မှာပရိုတင်းနဲ့အာဟာရဓာတ်တွေကျွမ်းသွားသလိုဆိုဒီယမ်ကယ်ဆီယမ်ပိုတက်ဆီယမ်တို့လိုမျိုးအလက်ထိုလိုက်တွေလည်းကျွမ်းသွားစာပါဝင်နေပါတယ်လေးစင်ကလုပ်ပြီးတဲ့အချိန်မှာထိခိုက်သွားတဲ့ကြွက်သားတီရှူတွေကိုကျန်းမာစေဖို့အားဖြည့်ပြီးသလိုရေဓာတ်နဲ့တစားဓာတ်တွေကိုလည်းအားဖြည့်ပေးမှာပါအစီထုတ်ထားတဲ့နို့ကိုတောက်သုံးလို့ရတယ်လို့ဝိတ်တက်ချင်တဲ့သူတွေအနေနဲ့ကတော့အစီပါတဲ့နို့ကိုတောက်သုံးပြီးလို့ရပါတယ်ရှင်အပင်ကနေထုတ်ထားတဲ့ပဲနို့အယ်မိုနို့တို့ကိုတောက်ပေးလို့ရှိရင်လည်းရပါတယ်နော်ရေဓာတ်ဖြည့်ပြီးတော့အစီမတက်ချင်ဘူးဆိုလို့ရှိရင်တော့အစီထုတ်ထားတဲ့နို့ကပဲတင်တော်ပါတယ်ရှင်နောက်တစ်အရေးတစ်မျိုးကတော့စွပ်ပြုတ်ပါစွပ်ပြုတ်ကိုများသောအားဖြင့်တော့နေထိုင်မကောင်းတဲ့အချိန်မှာတောက်ကြတာများပါတယ်စွပ်ပြုတ်ကအမှန်တကယ်အာဟာရပြည့်ဝသလိုရေဓာတ်ကိုလည်းထိထိရောက်ရောက်ဖြည့်ပေးနိုင်ပါတယ်နော်ပရိုတင်းပါဝင်နေသလိုအစာကျေစနစ်ကျန်းမာစေနိုင်တဲ့အမိုင်နိုအက်ဆစ်လည်းပါဝင်နေပါတယ်။တစားတွေဖြစ်ကြတဲ့ phosphorus, calcium, magnesium တို့လည်းပါဝင်နေပါတယ်ရှင်။စွပ်ပြုတ်ကိုဒီတိုင်းတောက်တာတဲ့အသားပါစားပြီးတာကပို့ပြီးတော့အာဟာရပြည့်ဝမှာပါနော်။နောက်တစ်အရေးမျိုးကတော့တတိဖြော်ရည်ပါ။တဘာဝတတိဖြော်ရည်တွေကလည်း electrolyte တွေကျွမ်းပါတယ်။ဥပမာဖျဲသီးဖြော်ရည်မှာဆိုရင်နေ့စဉ်လိုအပ်တဲ့ potassium နဲ့ magnesium ပါဏရဲ့6%အထိပါဝင်နေပါတယ်။ဒါတွေမကသေးပါဘူးနော်။ calcium နဲ့ phosphorus, acetylcholine လို့ခေါ်တဲ့ amino acid ပါဝင်နေတာကြောင့်အောက်ဆီဂျင်သေဖို့မှုကိုလည်းကောင်းစေပါတယ်ရှင်။ဒါအပြင်တံမြာရည် cherry သီးဖြော်ရည်လီမော်ရည်တို့မှာလည်း sodium, potassium, magnesium, phosphorus တတိုးစံပစ္စည်းတွေနဲ့ဗီတာမင်တွေပါဝင်နေပါတယ်နော်။ဟင်းသီးဟင်းရွက်ဖြော်ရည်တွေကိုလည်းသုံးပြီးမယ်ဆိုရင်ရပါတယ်ရှင်။နောက်ဆုံးအနေနဲ့ကတော့ smoothies ပါ။ smoothie တွေကလည်းလက်စားရည်အစားတောက်ပြီးလို့ရပါတယ်နော်။ smoothie တွေမှာလည်းလက်စားတဲ့ကြွားစွာပါဝင်နေသလို protein တွေလည်းပါဝင်နေပါတယ်။လေးချင်ကလုံးမဲ့သူတွေဆိုရင်တော့လေးချင်ကလုပ်ပြီးတဲ့အချိန်မှာတောက်ပြီးလို့ရပါတယ်ရှင်။တစ်ခုရှိတာကဒါတွေကတက်စားအစားလို့တောက်စရာတွေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့တက်စားလောက်တော့အာနိသင်ကောင်းမှာမဟုတ်ပါဘူးเนาะတကယ်ကိုစားတဲ့ဖြစ်ဖို့လိုအပ်နေတဲ့အချိန်ခြေထွက်များနေတဲ့အချိန်ဝမ်းလျှောနေတဲ့အချိန်အန်နေတဲ့အချိန်တွေဆိုလို့ရှိရင်တော့လက်စားကိုပဲအဓိကတောက်ဖို့အတွက်အကြံပေးနေပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရနော်နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးဘုသူလာဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားအောင်ပါမို့လို့ဆက်လက်ဆောင်မှုကြည့်ရှုပါပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်